မင်္ဂလာပါ MM Story Hub Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောပြပေးမယ့်မှုကင်းသတင်းကတော့စေယုံတရုံမှာပုံမှန်အလုပ်လုပ်နေတဲ့အမျိုးသားတစ်ယောက်ဒါပေမဲ့သူ့ရဲ့လျှို့ဝှက်ဘဝကိုရဲတပ်ဖွဲ့ကတိလိုက်ရတဲ့အချိန်မှာလူတိုင်းထိတ်လန့်သွားခဲ့ရပါတယ်ဟန်ဂေရီနိုင်ငံဘူဒါပက်စ်မြို့ရှိစေယုံတရုံတွင်အလောင်းသေးသည့်အလုပ်လုပ်ပေးနေသောအသက်30အရွယ်အမျိုးသားကိုဇွန်လ18ရက်နေ့ကမတင်ကားသဖြင့်ဟန်ဂေရီအမျိုးသားစုံစမ်းစစ်ဆေးရေးဗျူရိုကနေအိမ်အားစီးနင်းဖမ်းဆီးခဲ့ရာလူသေးအလောင်းအပိုင်းအစများကိုတင်ဆက်ထားသလိုအစာအဖြစ်လဲပုတ်နေသည့်လူသားများကိုပင်စားတောက်နေသည်ကိုသိရှိခဲ့ရပါတယ်။စုံစမ်းစစ်ဆေးမှုအရသူဟာလူခန္ဓာဗေဒနဲ့ယောဂဗေဒကိုအလွန်စိတ်ဝင်စားတယ်လို့ထွက်ဆိုထားပြီးတချို့သောလူအကျွင်းကြံတွေကိုစုဆောင်းတင်ဆက်ထားခဲ့ကြောင်းလည်းသိရှိရပါတယ်။လက်ရှိမှာတော့ရဲတပ်ဖွဲ့ကတင်ဆက်ရမိတဲ့ပစ္စည်းတွေကိုမှုရင်းဆိုင်ရာစစ်ဆေးမှုများဆက်လက်ပြုလုပ်နေပြီးအခြားပြစ်မှုများနဲ့ဆက်ဆက်မှုရှိမရှိကိုလည်းဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်။ဒီအမှုဟာအွန်လိုင်းပေါ်မှာလည်းအကြီးအကျယ်ဆွေးနွေးမှုတွေဖြစ်ပေါ်စေခဲ့ပြီးထိတ်လန့်ဖွယ်ဖြစ်ရတဲ့တစ်ခုဖြစ်လာခဲ့ပါတော့